ကျွန်တော်တငယ်ချင်းတွေပါဒါ Virginia ကိုလာလေတဲ့ New York ကလာလေတဲ့ကျွန်တော်ချစ်တငယ်ချင်းတွေညီလေးတွေဒါကျွန်တော်တငယ်ချင်းဒါကျွန်တော်အမကြီးအမအင်ဒရာကျွန်တော်တို့ဒီမှာအခုကျွန်တော်တို့ DC ကိုသွားတော့မှာဒါကျွန်တော်ရဲ့ချစ်လေးချစ်စနီလေးညီလေးမလေးကဲတော့ကြမယ်အားလုံးခမရဒါတော့ညီမလေးတွေပါဒါဟိုတယ်လေးတွေပါဒါက New York ကလာလေတဲ့ညီမလေးချစ်ဖို့ရန်ကောင်းတယ်ဒီနေ့တော့ရှင်းစပါလိမ့်မယ်နော်ဒီစီတော့ထားလာနေโอเคကဲဒီတစ်ပွဲလုံးနဲ့ရပါမယ်ဟုတ်ပါပြီဒါပါ4 6 8ကိုကြီးလေးမကြီးပါဘူးဟုတ်တယ်အဲ့နားမှာ6ကျွန်တော်တို့နေရာနဲ့ဆို17ရောက်သူတော့17ရောက်ကဲ Allen Cemetery ပါဒါဒီတော့ညာကဲဘယ်လို Allen Cemetery ဟုတ်ပါပြီဟုတ်တယ်ဗျာဒီရတယ်ပြီးတော့ကျွန်တော် DC ကျွန်တော်ဒီ Lincoln Memorial တို့လက်ရေးကြောက်တိုင်းတို့သွားမှာဖြစ်ပါတယ်လို့Arlington Bridge ကိုရောက်လာပါပြီတပွဲကြီးပွဲလိုက်ကြီး Arlington Bridge ကိုArlington Bridge ကိုရောက်လာပါပြီရှေ့မှာ Lincoln Memorial ရှိရယ် National Monument ရှိရယ် Sorry Hiဒီခါတော့လင်ကုန်အောင်ဖြစ်ပါတယ်ဟုတ်တယ်နော်နောက်ရှမ်းနေပါတယ်Vietnam စစ်တုံးကဟိုဟာတွေစစ်သားတွေ American စစ်သားတွေကိုယူပြီးတော့ထုတ်ထားတာထင်တယ်
ကဟိုအထဲထဲမှာရှိတာပါ ပြညာ တပြပြပါပကံ ဒါတော့တော့ဟိုပကံအမေရိကန်မှာဆိုလို့ရှိရင်လင်ကွန်မမိုရီ ဘာအမေရိကန် ပကံအမေရိ ပကံ ကန် အမေရိကန် ပကံအမေရိကန်မြန်မာပေါ့နော်ပကံအမေရိကန်မြန်မာမှာဆိုလို့ရှိရင်လင်ကွန်မမိုရီရဲ့ကြီးကိုပြင်တွေ့နိုင်မှာဒါမှဟိုဟာလေးအထင်ကြီးနေရာတစ်ခုဖြစ်ပါတယ်ခင်ဗျာပြီးတော့ဟိုလွတ်လပ်ရေးကြောက်တဲ့ဟာဆိုလို့ရှိရင်အမေရိကန်ရဲ့မရောက်မဖြစ်နေရပေါ့နော်ဒါလုံးဝ Instagram spot ဆိုလည်းဟုတ်တယ် ဘယ်လိုဖြစ်နေရလဲခါနေရလဲ အဲ့ကြောင့်မဖြစ်မနေရောက်လာတဲ့နေရာမျိုးဖြစ်ပါတယ်မှာဟုတ်ကဲ့ခင်ဗျာ မဟုတ်ပေးလိုက်ပါ အကျွမ်းရွှေ Lincoln Memory ပါကဲ အမ this is the Lincoln of the အော် Lincoln of ဒီ Lincoln Memory ကိုတွေ့တော့ဘယ်လိုခံစားရပါလဲညီမလေး နည်းနည်းတော့ပူတယ်ကိုဒါလေးဆက်ရှင်းပြပါ ဘုရားရှိနေတာတော့လင်ကွန်မမိုရီရဖြစ်ပါတယ်။ဒါအမေရိကန်ရဲ့နှလုံးသားလို့ခေါ်လို့ရတယ်။အမေရိကန်ပြည်သူတွေအားလုံးမဖြစ်မနေလာရောက်ကြတဲ့နေရာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာရဲ့ဘယ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင်တော့လူတွေကိုတွေ့ရမှာဖြစ်တယ်။ညာဘက်ကိုကြည့်လိုက်မယ်ဆိုရင်လူတွေရှိတဲ့မှာလူတွေရှိတယ်လို့နောက်မှလည်းလူတွေရှိပါတယ်။ဒီလိုကိစ္စ ဟုတ်ကဲ့ပါခင်ဗျာအမေရိကကိုစပြီးတော့ရောက်တဲ့ state Delaware ကိုရောက်ပါတယ် ကျွန်တော်တို့ Delaware ရဲ့လုံးဝဘယ်လိုပြောမလဲ country side လေးကိုရောက်တာပေါ့နော်ဟိုကလေလူကလေဘုံကနေဆိုပြီးတော့ကြောင်းမြိုင်ဖြစ်သွားတာလာတာဒူဘိုင်းမှာနေခဲ့တယ်ဒူဘိုင်းမှာလုံးဝခင်မီခွင်မျိုးတိုးတက်ပြီးတော့အဲ့ဒူဘိုင်းကနေဝုန်းဆိုပြီးရောက်လာတယ်လေဝဲဟို country side ညခင်းနေနဲ့လေခွင်းနေနဲ့အဲ့လိုတွေရောက်ပါတယ်အဲ့ဒါပြီးတဲ့အချိန်မှာတော့နေရာကတော့ Kentucky ပါဒါကတော့ဒုတိယရောက်တဲ့ state Kentucky Kentucky ကအမှတ်ရစရာကြီးအများကြီး Kentucky ကတော့2နှစ်ကျော်2နှစ်လောက်နေခဲ့တာပေါ့နော် ဒါနောက်ထပ် Kentucky ကြာခင်ရောက်မဲ့သူပါကြာခင်ရောက်မဲ့သူပါ သွားမဲ့သူတွေပါဒါ KFC ရဲ့ ဟုတ်ကဲ့ စာတိပေါ့ ဒီစီတာဖြစ်ပါမှာ Yes Kentucky fried chicken လေ ဒါကတော့ New Yorker တွေ New York သားတွေရဲ့ ရောက်တာရောက်တာ မလည်းဝင်ကြ New York New York မှာနေတာပေါ့နော်ကျွန်တော်တို့ New York ကပါ တူလိုက်နယူးယောက်ပြောက်နေ New York ကပါ New York ကတွေပေါ့ New York တာ ဟုတ်တယ် Virginia ရှာမယ်ကဲတွေ့ပါပြီ Virginia တွေ့ပါပြီရှင် Virginia ပါ တို့ပြတဲ့စကားရုပ်ကလေးမှတ်မိလားကော့ရုပ်ကလေး ငယ်တော့ထောင်ပြီးဖြစ်တဲ့စသားရုပ်လေး ဟိုကလေမြင်းကြီးမှာချပြီးတော့ခေါ်လီလုံးလေးပြစ်တာအဲစတားရုပ်ကလေးနဲ့ ဒါတော့သူတို့လွတ်လပ်ရေးကြောက်တယ်ပေါ့နော် National Monument ကိုရောက်လာတာပါ အဲ့တော့နောက်ကချစ်ပြရအောင်ပါရ ဘယ်လိုပါလား